ဒီနေ့လီလီယန်တို့ရှိမှာနိဗ္ဗာန်စီပဲနော်နိဗ္ဗာန်စီဒါလေးရတော့ပြူတာပါဒီမှာနိဗ္ဗာန်စီအတွက်လီလီယန်တို့မဲ30ပေါ့နော်ခောက်ဆဲကြောင်းနဲ့အေးလေးနဲ့လမ်းထဲမှာနိဗ္ဗာန်စီလမ်းထဲမှာလိုက်ထိုင်မှာအေးလေးနဲ့ခောက်ဆဲကြောင်းနဲ့ပါနိဗ္ဗာန်စီလောက်ပါတယ်အများကြီးပြောကြရဘူးဟောလီလီယန်တို့ဒီမှာမဲ3မဲရတယ်ဘာလို့ဆိုမဲ30ပေးလို့ရှိရင်3မဲကိုတန်းစီစရာမလိုဘဲနဲ့သူလက်ဆောင်ပေးတယ်ဒါလေးရတယ်ဒီမှာအိတ်ကလေးနဲ့ပါတစ်ခါလေးပေါ့နော်ထည့်ထားတာပေါ့နော်ထည့်ထားလိုက်မှာပါမားသားကြီးကထုတ်ပြီးပြန်လာထိုင်နေပါလေဆိုဖီရောပါလေဆိုဖီရောထိုင်နေပါ18မဲပေးသွားပါလေအားလုံးပေါင်းကမဲ30ပေးတာပေါ့မဲ30ဆိုတော့12မဲမဲကဒီမှာမဲကြီးတန်းစီလာတာ6မဲရတယ်ဒီမှာ2မဲထပ်ထုတ်ကောင်းမယ်ခုနက3မဲဆိုတော့ကဲဒီမှာတော့ဒီမှာမဲပေးဖို့အင်းရှိမှာစောင့်နေရတယ်ဒီမှာနိဗ္ဗာန်စီအတွက်နော်ဒါထုတ်ရင်ပေးဖို့အတွက်စောင့်နေရပါတော့ဒီမှာနှစ်ထုတ်ပဲကျန်ပါတော့လေပေးဖို့အတွက်နှစ်ထုတ်ပဲကျန်ပါရဲ့ဒီမှာပေါ့နော်ဒီနေတော့ကအခုမဲ30ပဲနော်32မဲတော့ဖြစ်သွားတယ်ပေါ့နော်ဒါနဲ့ပေးလိုက်ပါတယ်32မဲပေးလိုက်ပါတယ်လိုလေးပါကျေးဇူးတင်ပါတယ်ဆုံးဖြတ်ကြည့်ပေးတာလီလီယန်တို့ထပ်တို့ကုသရကြပါစေဒါလီလီယန်တို့ကဒီနှစ်ကတော့အရင်အများကြီးတော့မလှူနိုင်သေးဘူးပေါ့နော်နှစ်တိုင်းတော့လှူတယ်ဟိုမလို့ဖြစ်တာလည်းကြာပြီပေါ့နော်အရင်ဟိုးနှစ်တစ်နှစ်တည်းကလည်းလှူတယ်ပေါ့နော်ဒီမှာစပြီးနေကြတဲ့ဒီဘက်မှာပေါ့နော်နောက်ကြရင်လည်းဒီထက်များလှူနိုင်ပါစေကိုဆိုတော့မှာပေါ့နော်ဒါကတော့လီလီယန်နဲ့လီလီယန်အမေကလှူတာပေါ့လီလီယန်ကခောက်ဆဲကြောက်လှူတယ်မေကြီးကကြတော့ဒီအေးဖို့လှူတာပေါ့နော်ဆုံးနေကြည့်ပေးရကျေးဇူးတင်ပါတယ်